အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရှိမှာရှိတယ်เนาะကျွန်တော်တို့ဆိုင်မှာရှိတယ်ဒါ900 watt MPPT solar controller လေးပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်ကကျတော့ BOC က50အောက်ပို့ဟိုပါပေါ့ ampere အနေနဲ့30ဆိုတော့ဒီမှာလည်းရေးထားတယ်เนาะ30ဆိုတော့ကျွန်တော်တို့တောင်းပေါင်း610လို့ပါလို့လဲ585ပါလို့လဲတက်လို့ရပါတယ်ဒါပေမဲ့ဒီကောင်မှာကြားလို့ရှိရင်တချို့ဟာတွေမှာအဝင်ထွက်စာမပါဘူးအဲ့တော့တစ်ခါလေးပြောလိုက်မယ်ဆိုတော့ဒီ HD60 နှစ်ခုရှိတဲ့ဘက်က solar အဝင်ဒီဘက်တစ်ခုတည်း HD60တစ်ခုတည်းရှိတဲ့ဘက်ကဒါ battery ကိုတက်ပြရမှာဖြစ်ပါတယ်ဒီဟာလေးပါပဲကျန်တဲ့သူမှာ disc ပါပါတယ်ဒီ disc ကအပေါ်တင်အောက်ချဆိုကျွန်တော်တို့များသောအားဖြင့်တွဲဖို့မှာ DDN နဲ့လိုက်ဖို့အသုံးပြုတာများတယ်ပေါ့နော်ဟို acid oil တော့မရပါဘူးဆိုတော့ဒီကောင်လေးအတွက် diagram လေးကကျွန်တော်တက်ရှိပါတယ်လိုပို့ပေးမယ်ဒီ disc ချိန်တဲ့ဟာလေးကအရင်မခတ်ပါဘူးဆိုတော့ဒီဗီဒီယိုထဲမှာပြတဲ့အခါကျွန်တော်တို့မရှင်းပါဆိုလို့ဒီကောင်900 watt 900 watt အပြည့်သုံးပြီးနောက်ထပ်တစ်ခက်ရှိပါတယ်နောက်ထပ်ဒီကောင်ကကျတော့တခါတည်းစာပါလာပြီးသားဒီမှာ DC ဆိုတာဒီမှာ DC HD60 နဲ့ DC ဘက်ချမ်းDC ဘက်ချမ်းကဆိုလာဝင်မှာဒီမှာ battery B black B minus ဆိုရေးထားတယ် HD60 နှစ်ခုနဲ့ပဲဒီကောင်900 watt 300 watt အပြည့်သုံးပါနော်ဒီကောင်လည်း BOC က50ပဲဆိုတော့တောင်းတော့480တို့585တို့အသုံးပြုတစ်ချက်အသုံးပြုလို့ရပါတယ်ဒီကောင် fan လည်းပါပြီးသားနှစ်ခုသလုံးဖန်ပါပြီးသားပါဆိုတော့အဲ့ဒီကောင်လေးတွေကျွန်တော်တစ်ချက်ဆန်းပြမယ်နော်ဆိုတော့အဲ့ဒီကောင်လေးဆန်းမှုအတွက်ဆိုရင်ကျွန်တော်ဘောက်လေးတွေလောက်ထားရပါတော့ဒီကောင်ဆိုလို့ရှိရင်900 watt အတွက်အဲ့ဒါအဝင်နဲ့ထွက်နေပါတော့ဒီတိုင်း join ရတာဆိုရင်ဒီကောင်ဆိုလို့ရှိရင်ဒါက900 watt ကက်အပြာအတွက်ဒါကျွန်တော်နောက်မှာ solar ဝင်ရဲ့ DC ထွက် fan အပေါ်မှာတင်ထားတယ်ပေါ့နော်ကျွန်တော်ဒီဘောက်လေးနဲ့လုတ်ပေးထားပါတော့ဘောက်နဲ့ဆိုတော့ကျွန်တော်တို့ဆန်းပြတာအဆင်ပြေတယ်အဲ့တော့ကျွန်တော်လီသီယမ်ကိုအရင်စမ်းပြပါမယ်ဆိုတော့ဒီနေရာမှာမေးတဲ့အချိန်က MPPT controller ကတ်တွေမှာကျတော့တချို့ကတ်တွေနဲ့တချို့ကမတူပါဘူးဘာလို့လဲဆိုတော့တချို့ LED ဂျိုင်းတွေမှာကြာလို့ရှိရင်တခါတည်းကျွန်တော်တို့ solar တက်လိုက်တာနဲ့ voltage က41.6ဆို41.6 12.6တော့တက်ပြပါတယ် MPPT တော်တော်များများကတ်တွေက solar အရင်ချိတ်မယ်ဆိုလို့ရှိရင်သူက open ဖြစ်ပြီးတော့ voltage က open မပြနေပါလေ29ဘာလို့6ပြရင်လည်းပြမှာနော်အဲ့ဒီကျွန်တော်အရင်ပြမယ်နော်ဆိုတော့အဲ့ဒါပြဖို့ဆိုရင်ကျွန်တော် solar အနေနဲ့ power supply တစ်ခုကိုကျွန်တော်သုံးလိုက်မယ်ဒီဘက်ချမ်းမှာဆိုလာအပေါင်းကိုညှက်မယ်ဒါအနှုတ်ကိုညှက်မှာပေါ့နော်ဒါဆိုလာတက်လိုက်တဲ့သဘောပေါ့နော်ဟိုဟာဘက်ထရီမထည့်ရသေးပါဘူးဆိုတော့ကျွန်တော်ထိုးလိုက်မယ်โอเคဆိုတော့ဒီမှာ23ကိုသုံးဖို့ထားတယ်ဒါပေမဲ့သူ့မှာဒီမှာပြတာဒါဆိုလာဝင်ပိုးတွေပေါ့နော်ဘက်ထရီမချိတ်ရသေးတဲ့အတွက်ဒီကောင်ကဒီအတိုင်းပဲပြပိုတောင်ပြနေတယ်သူတို့ကဒီစိုးရင်နဲ့ပေါ့နော်ဘိုးတွေအများကြီးထွက်လာဘက်ထရီတွက်ရင်ဘာဖြစ်လဲဆိုတော့အမှန်တကယ်တော့တချို့ MPPT controller တော်တော်များများအဲ့ဒီတိုင်းပါပဲဆိုတော့ကျွန်တော်ဘက်ထရီရင်တက်လိုက်ပြီနော်ဘက်ထရီတက်ပြီးဘာပြောင်းလဲမှုရှိလဲဆိုတော့ကိုယ်အဲ့တော့ကျွန်တော်ဒီမှာဒီဘက်မှာ solar အဝင်နှစ်ခုထည့်ထားတယ်ဒီဘက်မှာဒါဘက်ထရီချိတ်ပါဘက်ထရီဆိုတာလီသီယမ်ဘက်ထရီချိတ်ပါဆိုတော့ဒီကောင်ကိုအထဲထဲမှာ setting ရလဲကျွန်တော်လီသီယမ် setting ထားရတယ်အဲ့တော့ကျွန်တော်ဘက်ထရီကိုအရင်ချိတ်လိုက်ပါနော်ဒါဘက်ထရီတက်လာပြီဘက်ထရီတက်လာရင်သူကဘယ်လိုပြမှာလဲဆိုတော့သူ့မှာဘက်ထရီမှာရှိတဲ့ voltage ကိုဒါအရင်ပြမှာနော်အမှန်တကယ်တော့ MPPT တော်တော်များများကဘက်ထရီကိုအရင်ချိတ်ရတယ်ဒါမှသူက sub လုပ်လိုက်ပြီးတော့ဘက်ထရီကို ion ခံမှာပေါ့နော်ပြီးတော့မှသူဘယ်လောက် ampere နဲ့သွင်းမယ်ဘာသွင်းမယ်ဆိုတာဒါတကယ်အလုပ်လုပ်တာပါ solar ထည့်ကြည့်လိုက်ပြီနော် solar ထည့်ဒီမှာ power supply ကသိနေနေအောင်ဒီမှာဖန်လေးတစ်ချက်လဲသွားတယ်အဲ့သူကအားမသိသေးဘူးခဏစောင့်နေနော်ဒီကောင်ပြောင်းသွားလိမ့်မယ်။ Okay အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ 12.2 ပေါ့နော်12.2ဖြစ်သွားပြီ။ဒါဆိုလာဝင်22ဗို့ကျွန်တော်တို့ solar မှာကြည့်ကျင်တယ်ဒါဆိုလာသဘောပေါ့နော်။ power supply မှာကြည့်မယ်ဆိုရင်ဒါဒီကနေပြီး2 ampere ဆွဲတာပေါ့နော်။ဒါပေမဲ့ battery ကိုသူကဘယ်လောက် ampere နဲ့သွင်းနေတယ်ဆိုတာတော့ကျွန်တော် kilometer နဲ့ထောက်ကြည့်မှာဒီမှာပဲဖြစ်ပါတယ်။ kilometer လောလောဆယ်ကျွန်တော်ကုန်သွားလို့ပါ။ကျွန်တော်ဒီကောင်ဖန်လဲနေပြီနော်။ဖန်လဲလဲနေပြီ။ဖန်လဲဒီမှာကြားနေရတယ်။ဖန်လဲပြီဆိုတော့ MPPT ကကျွန်တော်အမှာ solar ကိုကျွန်တော်ဖြုတ်လိုက်ပါမယ်။ဒါသူကျန်တဲ့ body ပေါ့နော်။ကျန်တဲ့ body ပြနေတယ်။အဲ့တော့ကျွန်တော်တို့ MPPT ကတ်တွေအသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီကိုအရင်တက်ရပါမယ်เนาะဒီကတ်တွေမှာဆိုဘက်ထရီအရင်တက်ပြီးသုံးပါမယ်ဒီပေါက်လေးတွေလည်းရမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်